ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီတစ်ခါဇလန်းက Retropoli ဆိုတဲ့မြို့လေးမှာစတင်ပါတယ်အဲ့ဒီမှာသပင်ချွန်ချွန်နဲ့ကဘာကျော်တီထွင်သူဂျင်မီနျူတန်ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းပြောပြသွားမှာပါဂျင်မီဟာတာမန်ဆယ်နှစ်သားကလေးတစ်ယောက်မဟုတ်ပါဘူးအိုင်ကျူအလွန်မြင့်မားတဲ့ကောင်လေးပါသူ့မှာ rocket လို့ခေါ်တဲ့စက်ရုပ်ခွေးလေးတစ်ကောင်ရှိတယ်ဂျင်မီဟာထူးဆန်းတာတွေအမြဲတီထွင်လေးရှိပါတယ်ဂျင်မီဟာဂျိုလူတစ်ခုကိုလွှတ်တင်ဖို့စူးစမ်းနေပါတယ်အဲ့ဒီဂျိုလူကိုမီးဖိုချောင်ကပေါင်မုတ်မီးကင်ဆက်နဲ့ပြုတ်လုပ်ထားပြီးဂျိုသားတွေနဲ့ဆက်သွယ်ဖို့ရည်ရွယ်ထားတာပါဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲသူ့လေရင်ကအိမ်ကောင်မိုးကိုပျက်စီးသွားစေပါတယ်ဂျင်မီရဲ့အခန်းထဲမှာတော့ထူးဆန်းတဲ့တီထွင်မှုတွေအများကြီးပါပဲအလိုအလျောက်သပင်ဖိပေးတဲ့ဆက်သွားတိုက်ပေးတဲ့ဆက်တွေနဲ့သူမနှက်စာစားဖို့ပြင်ဆင်ပါတယ်သူဟာကျောင်းသွားဖို့နောက်ကျနေပေမဲ့သူတီထွင်ထားတဲ့ပစ္စည်းနဲ့ကျောင်းကိုတခဏလေးတွင်ရောက်အောင်သွားပါတယ်ဒါပေမဲ့သူ့ရဲ့တီထွင်မှုတွေကအမြဲတမ်းပြဿနာဖြစ်နေပါတယ်ကျောင်းရောက်တဲ့အခါဂျင်မီဟာသူ့ရဲ့အတန်းဖော်တွေဖြစ်တဲ့ထူထူတဲတဲ့မျက်မှန်ကြီးနဲ့ကောင်လေးကားရဲ့စူပါဟီးရိုးအယုတ်ကြိုက်တဲ့ရှီရန်တို့နဲ့ပေါင်းပါတယ်သူ့ရဲ့အတန်းဖော်စင်ဒီကလည်းဂျင်မီကိုအမြဲတမ်းလှောင်ပြောင်ဖို့စောင့်နေသူပါစင်ဒီကဂျင်မီကိုမနာလိုဖြစ်နေတာပါဂျင်မီကဆရာမရဲ့အတန်းမှာအရာဝတ္ထုတွေကိုတေးသွားအောင်ဖြစ်တဲ့တနတ်ကိုပြသဖို့ကြိုးစားပေမဲ့မတော်တဆဆရာမကိုတေးငယ်သွားအောင်လုပ်မိလိုက်ပါတော့တယ်ကျောင်းဆင်းတော့ဂျင်မီရဲ့သူ့ရဲ့တငယ်ချင်းကရဲ့ရှီရန်ရဲ့၃ယောက်သားသတင်းကောင်းတစ်ခုကြားလိုက်ရပါတယ်အဲ့ဒါကတော့ Retroland လို့ခေါ်တဲ့ကစားကွင်းကြီးဖွင့်ပွဲပါပဲဒါဟာကလေးတိုင်းသွားကျင်တဲ့နေရာပါဂျင်မီနဲ့သူ့တငယ်ချင်းတွေကအဲ့ဒီကိုသွားဖို့အရန်စိတ်အားထက်သန်နေကြတယ်ဒါပေမဲ့ကန်ဆိုးတာကဂျင်မီရဲ့မိဘတွေကခွင့်မပြုပါဘူးဂျင်မီအရန်စိတ်ပြတ်သွားတယ်ငါမိဘတွေကငါ့ကိုနားမလည်ဘူးငါ့ကိုချုပ်ချယ်တယ်လို့ခံစားရတယ်အဲ့ဒီညမှာပဲသူဟာစက်ရုပ်ခွေးလေးအကူညီနဲ့အိမ်ကနေခိုးထွက်ပြီးကားရှီရန်တို့နဲ့အတူ Retroland ကိုသွားခဲ့တယ်ကစားကွင်းမှာသူတို့အရန်ပျော်ခဲ့ကြတယ်ဂျင်မီလွတ်တင်လိုက်တဲ့ပေါင်မုတ်မီးကင်ဆက်ဂျိုတူဟာအာကာသထဲကဂျိုးစီရောက်သွားတယ်။အဲ့ဒီဂျိုမှာဥပုံစံဂျိုသားတွေနေထိုင်ကြတယ်။သူတို့ရဲ့ခေါင်းဆောင်ကကင်းရောပါနဲ့သူ့လက်ထောက်အော်ဗလာတို့ပါ။ဂျင်မီရဲ့ဂျိုတူတွေကမိသားစုတပ်ပုံကိုမြင်ပြီးကဘာမြေကိုကျူးကျော်ဖို့ဆုံးဖြတ်လိုက်ကြတယ်။ကောင်းကင်ပေါ်မှာထူးဆန်းတဲ့အလင်းတန်းကြီးတွေပေါ်လာပါတယ်။ကလေးတွေကဒါကိုမီရှူမီပန်းလို့ထင်နေကြပေမဲ့တကယ်တမ်းကကင်းရောပါရဲ့စစ်ရင်ပြန်တွေပါ။ဂျိုသားတွေကမြို့ထဲကမိဘတွေအားလုံးကိုဖမ်းဆီးပြီးအာကာသထဲခေါ်ဆောင်သွားကြပါတယ်မနက်မိုးလင်းတော့ဂျင်မီနိုးလာတယ်အိမ်ကတိတ်ဆိတ်နေတဲ့အဖေရောအမေရောမရှိဘူးမိဖို့ချောင်မှာစားတဆောင်တွေ့တယ်ငါတို့ဖလော်ရီဒါကိုခီးထွက်သွားကြပြီးတဲ့တကယ်တော့ဒါဟာဂျိုသားတွေဖန်တီးခဲ့တဲ့အတူရောင်စာပါဂျင်မီပျော်သွားတယ်အပြင်ထွက်ကြည့်လိုက်တော့တမျိုးလုံးကကလေးတွေလည်းအဲ့ဒီလိုပဲဖြစ်နေကြတယ်မိဘတွေတယောက်မှမရှိကြတော့ဘူးကလေးတွေအားလုံးလမ်းပေါ်ထွက်ပြီးပွဲခံကြတော့တယ်။မုံတွေအများကြီးစားတယ်ကြောက်မသွားဘူး။လမ်းမတွေပေါ်မှာစော့ကစားကြတယ်။ပထမတော့ဒါဟာကမ္ဘာအကောင်းဆုံးနေပဲလို့ထင်ခဲ့ကြတယ်။ဒါပေမဲ့ညရောက်လာတဲ့အခါအခြေအနေကပြောင်းသွားတယ်။ဘိုက်တွေအောင့်လာတဲ့အိမ်တွေကရှုပ်ပွားနေပြီ။နှစ်သိမ့်ပေးမဲ့သူမရှိဘူး။ကလေးငယ်လေးတွေငိုလာကြတယ်။ဂျင်မီကိုယ်တိုင်လည်းဝမ်းနည်းလာတယ်။အဲ့ဒီအချိန်မှာပဲဂျင်မီဟာတခွဲခန်းထဲမှာတခုခုကိုရှာတွေ့သွားတယ်သူ့ရဲ့ဂျိုတူကပြန်ရောက်လာတာပါအဲ့ဒီမှာကင်းရောပါရဲ့ရုပ်တံသတင်းစကားပါလာတယ်ကျေးဇူးတင်ပါတယ်ဂျင်မီမင်းရဲ့သတင်းစကားကြောင့်ငါတို့မင်းတို့မိဘတွေကိုလာဖမ်းသွားနိုင်ခဲ့ပြီသူတို့ကိုငါတို့ရဲ့နတ်ဖျားချက်ကြီးစားဖို့အစာကျွေးတော့မယ်ဂျင်မီတုန်လှုပ်သွားတယ်ဒါဟာသူ့အပြစ်ဆိုတာသူသိသွားပြီဂျင်မီကမြို့ထဲကကလေးအားလုံးကိုစူးစီးလိုက်ပါတယ်စင်ဒီကအစပိုင်းမှာဂျင်မီကိုအပြစ်တင်ပေမဲ့နောက်ဆုံးမှာတော့အားလုံးကမိဘတွေကိုကယ်တင်ဖို့သဘောတူလိုက်ကြတယ်ဂျင်မီရဲ့အုံနောက်ဆွမ်းအားနဲ့ကစားကွင်းကပစ္စည်းတွေကိုသုံးပြီးအာကာသယာဉ်တွေတိစောက်ကြတယ်။ကလေးတွေအားလုံးတက်ညီလက်ညီစူးစမ်းကြတယ်။ရိုလာကိုစတာတွဲတွေကိုအာကာသယာဉ်တွေဖြစ်ပြောင်းလဲကြတယ်။ကလေးတယောက်ချင်းစီကသူတို့တက်ကြွတဲ့နေရာကနေကူညီကြတယ်။ညနေဆောင်တဲ့အချိန်မှာတော့ Retrobelly ရဲ့ကောင်းကင်ယံမှာကလေးတွေစီးမဲ့ဒုံးပြန်တပ်ဖွဲ့ကြီးအသင့်ဖြစ်နေပါပြီ။ဂျင်မီကဒုံးပြန်ရင်ကိုခေါင်းဆောင်မောင်းနှင်ပြီးအာကာသထဲကိုဥဆောင်ထွက်ခွာခဲ့ကြတယ်။အာကာသခီးလန်းကမလွယ်ပါဘူး
။ဥက္ကခဲမိုးတွေရွာနေတဲ့ကြားကနေမောင်းနေရတယ်။ပြီးတော့ညဘက်ဂျိုသိန်းတစ်ခုပေါ်မှာစခန်းချကြတယ်။အဲ့ဒီညမှာစင်ဒီနဲ့ဂျင်မီတို့စကားပြောဖြစ်ကြတယ်။စင်ဒီကဂျင်မီရဲ့ခေါင်းဆောင်မှုကိုအတိမတ်ပြုလာပြီးဂျင်မီကသူ့အမှားမို့လို့ပြန်ပြင်ဆင်မယ်လို့ကတိပေးပါတယ်။နောက်တစ်နေ့မှာသူတို့ယောဂတ်ဂျိုကိုရောက်သွားတယ်။ဂျိုတစ်ခုလုံးကဥခုံပုံစံမှာဒါပေမဲ့ဂျိုသားတွေကသူတို့ကိုစောင့်ကြိုနေကြတယ်။ကလေးတွေအကုန်လုံးကိုဖမ်းဆီးလိုက်တယ်။ကလေးတွေအားလုံးထောင်ထဲရောက်သွားပြီးဂျင်မီကိုတော့ကင်းယောဘာကတီးတန့်ခေါ်တွေ့ပါတယ်။ကင်းယောဘာကဂျင်မီရဲ့တီထွင်မှုကိုချီးကျူးပြီးသူတို့ရဲ့အစီအစဉ်ကိုပြောပြတယ်။သူတို့ရဲ့ဖျားသခင်အေယာမကျက်မကြီးကိုနှိုးဖို့အတွက်လူကြီးတွေကိုပူဇော်ရမှာဖြစ်ပါတယ်။မိဘတွေအားလုံးကိုထိတ်ချုပ်ထားတဲ့ကွင်းပြင်ကြီးထဲမှာစုထားပါတယ်။ဂျင်မီကထောင်ထဲမှာစိတ်တက်ကြနေပါတယ်။သူကြောင့်အားလုံးဒုက္ခရောက်ရတာဆိုပြီးငိုနေတော့စင်ဒီကသူ့ကိုအားပေးပါတယ်။မင်းကညင်ကြီးရှင်ပဲတစ်ခုခုစဉ်းစားစမ်းပါဆိုပြီးပြောတယ်။ဂျင်မီကစက်ရုပ်ခွေးလေးကိုအသုံးပြုပြီးထောင်ဖောက်ဖို့ကြံပါတယ်။စက်ရုပ်ခွေးလေးကတေးချင်အောင်ဆောင်ပြီးပောက်ကွဲထွက်သွားကထောင်တကားကိုဖွင့်ပေးလိုက်ပါတယ်။ကလေးတွေလွတ်လာပြီးတဲ့နောက်မှာတော့စစ်ပွဲကြီးစတင်ပါပြီ။ကလေးတွေကဂျိုသားစစ်သားတွေကိုတိုက်ခိုက်ဖို့သူတို့ရဲ့ထူးဆန်းတဲ့လက်နက်တွေကစားစရာတွေကိုအသုံးပြုကြတယ်။မိဘတွေကအုံနောက်ထိန်ချုပ်ကောင်းဆောင်တွေတက်ဆင်ခံထားရပြီးအေယာမကျက်ပီလူကြီးကိုပူဇော်ဖို့ပြင်ဆင်ခံနေရတယ်။ဂျင်မီကထိန်ချုပ်ခန်းကိုသွားပြီးမိဘတွေကိုထိန်ချုပ်ထားတဲ့ခေါင်းဆောင်တွေကိုဖျက်ဆီးဖို့ကြိုးစားပါတယ်။ကျမကြီးကဥခုံထဲကထွက်လာပါပြီ။မိဘတွေကတော့ဘာမှမသိပဲပြုံးပြုံးကြီးနဲ့စားတောက်ခံရဖို့တန်းစီနေကြတယ်။နောက်ဆုံးမိနစ်မှာဂျင်မီကထိန်ချုပ်စနစ်ကိုဖျက်ဆီးလိုက်နိုင်ပြီးမိဘတွေတတိပြန်ဝင်လာကြတယ်။ဒါပေမဲ့ကင်းယောဘာကသူ့ရဲ့အေယာမဆက်ရုပ်ကြီးနဲ့ဂျင်မီကိုလိုက်တိုက်ပါတယ်။ဂျင်မီကြီးထွားအောင်လုပ်ပြီးပြန်တိုက်ခိုက်တယ်လို့နောက်ဆုံးမှာတော့ဂျိုသားတွေအားလုံးထွက်ပြေးသွားကြရတယ်။မိဘတွေနဲ့ကလေးတွေပြန်လည်ဆုံတွေ့ကြတဲ့အခန်းကအရန်ကြည်နူးစရာကောင်းပါတယ်။ဂျင်မီကသူ့အဖေနဲ့အမေကိုဖတ်ပြီးတောင်းပန်ပါတယ်။မိဘတွေကလည်းဂျင်မီကိုခွင့်လွှတ်ပြီးဂုဏ်ယူကြောင်းပြောကြပါတယ်။အားလုံးကဘာမြေကိုပြန်ရောက်လာကြတယ်။ဇက်ကားဟာကလေးတွေအတွက်ပြောစရာတသက်မဟုတ်ပဲမိဘမြစ်တာရဲ့တန်ဖိုးကိုလုပ်ရဲ့အပေါ်တာဝန်ယူမှုနဲ့တငယ်ချင်းတွေကြားကစီးလုံးမှုတွေကိုဖော်ပြထားတဲ့ကဏ္ဍဝင်စကားတစ်ခုဖြစ်ပါတယ်။တီထွင်မှုတွေဘလောက်ပဲစမ်းပြပါစေမိသားစုရဲ့မြစ်တာလောက်အားမကြီးဘူးဆိုတာကိုဂျင်မီကသက်သေပြခဲ့ပါပြီ။ဒီလိုဇာတ်ကားလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်လို့ channel ကို like and subscribe လုပ်ပြီးအားပေးကြပါဦးဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။